တို့တကားတော့ရေအတိတ်ဘယ်ကတော့ဘာမှမထူးခြားဘူးဒါပေမဲ့ဘာထူးခြားမှာတော့ဆိုရင်တကားတော့တို့ကျင့်နိုင်ဖို့လိုတယ်ရွတ်နိုင်ဖို့လိုတယ်ကျင့်နိုင်လေရွတ်နိုင်လေတနေ့တနေ့ဒါကိုပဲဆွဲဆွဲမြဲမြဲရွတ်ဒါကိုပဲဆွဲဆွဲမြဲမြဲကျင့်ဖရာအကြိုက်ကိုနေဖရာကသူ့အသက်တာမကြိုက်ဘူးဆိုရင်မတတ်နဲ့နော်ဖရာကလိန်နာညာတာမကြိုက်ဘူးဆိုရင်မလိန်မညာနဲ့နော်ဖရာကတောက်တာစားတာမကြိုက်ဘူးဆိုရင်မတောက်မစားနဲ့နော်ဖရာကမိမိမရှိနေတဲ့ဇနီးမိမိမရှိတဲ့ခင်မွန်းနဲ့တင်းတိမ်ကြအပိုးအစားတွေမလိုက်စားကြနဲ့လို့မိန့်တော်မူထားတယ်အဲ့ဒီအတိုင်းကြင့်ကြံကြိုးကိုအားထုတ်နော်သူတော်ဘာရဲ့ဥစ္စာဆိုလို့ရှိရင်နဲ့မိမိရဲ့ပတ်စံအိတ်ထဲမှာတကြတပြားမှဟုတ်လားမကောင်းသောနည်းနဲ့ဝင်လာတာမျိုးကိုအလိုမရှိနဲ့တဲ့မိမိရဲ့ပတ်စံအိတ်ထဲကိုရောက်လာတာမှန်သမျှသည်စင်ကြယ်တဲ့ပတ်စံဖြစ်ရမယ်သဘောပေါက်သလားအဲ့ဒီမြတ်စွာဘုရားသခင်ကိုကိုးကွယ်ပါ၏အဲ့ဒီမြတ်စွာဘုရားသခင်ကိုစိတ်ကပ်ပါ၏အဲ့ဒီမြတ်စွာဘုရားသခင်ရဲ့ဂုဏ်တော်တွေကဒါတွေဖြစ်ပါပေ၏အဲ့ဒီမြတ်စွာဘုရားသခင်ကိုဥထိပ်ရဲ့ပန်းစင်နာမှာအခြားပြိုင်ဘက်မြည်သည့်ဘုရားကိုမှမကိုးကွယ်ပါဘူးသစ္စာဆိုကြစို့ဧဒေနာသစ္စာဝိဇေနဟောတုမေဇယမင်္ဂလံဘလို့ဆူတောင်းလိုက်တော့အောင်ရအောင်ကြောင့်အောင်မင်္ဂလာအပေါင်းတွေအောင်ရပါလို့ဤတို့အခုဒီညာဘက်မှာထိုင်နေတဲ့တရားတော်ကဆိုကြပါစို့ငါအသက်40တိုင်လို့ရှိရင်တော့ဒီအခြေအနေရှိရမယ်လို့စိတ်ထဲမှာမှန်းထားချက်ရှိတယ်ဆိုပါစို့အောင်ကျင်သလားမအောင်ကျင်သလားအောင်ကျင်တာပေါ့အောင်ကျင်တယ်ဆိုရင်ဒီခါတာကိုရွတ်ရမယ်ဖရာစကားနားထောင်ရမယ်ကန္တာဘယ်နှစ်ရတော့2ရဒီခါတာကိုရွတ်ကိုရွတ်အရှင်ဘုရားကစမ်းဘူးလို့လားတများပြောလို့လိုက်ပြောနေတာလားဦးဇင်းတို့ကစမ်းဘူးတယ်စမ်းဘူးလို့မို့ရဲရဲဝံ့ဝံ့ပြောနေတာသဘောပေါက်သလားအသက်45နှစ်ဆိုရင်ငါတို့ကိုအိုးကိုအိမ်နဲ့ပြည့်စုံနေမဟုတ်ဘူးနော်ဒီလိုမိဘတွေကိုလည်းထားကျင်သေးတယ်လို့နောက်တစ်ဆင့်တက်လိုက်တယ်ဆိုပါစို့အောင်မြင်စေရမယ်ဘာတော့လို့တော့မိဘကမိဘပိသားမှုတော့လို့တယ်တကားတော့မှအဖေမေးရှိတယ်ဆိုကြစို့အဲ့ဒီအဖေမေးသည်အဖေတန်ဖို့အမေတန်ဖို့တော့ရှိဖို့လိုအပ်တယ်ဘာဖြစ်လို့တော့ဆိုတော့တကားတော့ရှာသမျှဟာသူတို့သည်ရောက်မှာသူတို့ကထိုက်တန်တဲ့ဂုဏ်လိုအပ်တယ်အရဟံဂုဏ်လိုအပ်တယ်လို့ဆိုလိုတာသဘောပေါက်တယ်နော်အရဟံဂုဏ်ဆိုတာဗုဒ္ဓစီမှာတင်ရှိတာမဟုတ်ဘူးမိဘတွေစီမှာလည်းမိဘအလိုက်ရှိတယ်တန်ဃာတွေစီမှာလည်းတန်ဃာတွေအလိုက်ရှိတယ်တကားတော့စီမှာလည်းတကားတော့အလိုက်ရှိတယ်မထိုက်တဲ့လူစီမှာစီးစိမ်မနေဘူးမှန်သလားမထိုက်တဲ့လူစီမှာစီးစိမ်မနေဘူးတကားတော့အဲယာကွန်ဘလောက်ပဲဖွင့်ထားတာဒီလိုဟောကန်းကြီးထဲမှာဖွင့်ထားရင်အေးမလားယင်အဲ့ဒီအတိုင်းပဲဒီလိုဆိုရင်ဒီအေးတွေနေအောင်ဘာလုပ်ရမလဲအားလုံးကိုဘာလုပ်ရမလဲပိတ်တဲ့နာတွေပိတ်ရမယ်ဆိုးတဲ့နာတွေဆိုးရမယ်လုံခြုံတဲ့နာတွေလုံခြုံရမယ်မှန်ကန်ရလားဟုတ်တယ်တို့တကားတော့အဲ့ဒီလိုမျိုးမိဘနှစ်ပါးကိုပူဇော်ခြင်းနဲ့ဆိုရင်မိဘတွေကလည်းသီလနဲ့သမာဓိနဲ့ပညာနဲ့သိက္ခာနဲ့သမာဓိနဲ့ဒီလိုရှိဖို့လိုအပ်တယ်အချိန်တန်ပရိစိတ်လို့အချိန်တန်ဖျားရှိခိုးလို့ငါသားလေးကျမ်းပါပါစေငါသမီးလေးကျမ်းပါပါစေလို့မေတ္တာပို့လို့အိမ်သူအိမ်သားတွေနတ်တွေကျမ်းပါပါစေချမ်းသာပါစေလို့မေတ္တာပို့လို့သဘောပေါက်ရလားအမေလောက်တဲ့လူကချဲထုံးနေရင်အဲ့ဒီလူဟာမျိုးကတော့သိမလွယ်ဘူးအဖေလောက်တဲ့လူကအရတကလှည့်ပြီးတော့အရက်တောက်နေမယ်ဆိုရင်သိမလွယ်ဘူးတသမီးတွေကကြံတဲ့လောက်ခရီးမပေါက်နိုင်ဘူးသဘောပေါက်ရလားဟုတ်ပြီဒါကြောင့်မို့ကြံစီတိုင်းထမြောက်အောင်ပြင်းနေဆိုရင်မဟာဝေဒဘမန္တန်ကိုရွတ်ပါလို့တိုက်တွန်းပြရစီဒီမန္တန်ကိုရွတ်ပွားတယ်ဆိုလို့ရှိရင်အိုးအိမ်တိုက်တာအဆောက်အုံတွေဟာရှိတယ်ဆိုရင်တောင်တာမန်နဲ့ပို့ပြီးတော့ရှိလာမယ်တိုးတက်တယ်ဆိုရင်တောင်တမ္မာရင်နဲ့ပို့ပြီးတော့တိုးတက်လာစေမယ်ဘသူကတိုးတက်လာစေမှာတော့ဒီမန္တန်ကတိုးတက်လာစေမယ်တို့တကလေးနားလဲတယ်နော်စီးပွားရှာတဲ့နေရာမှာမျက်နာတွေပွင့်ကျင်သလားဒီခါထာကိုရွတ်လာလာပါတွေပွင့်ကျင်သလားဒီခါထာကိုရွတ်ဟုတ်တယ်နော်ပြောရေးဆိုရင်ဒီမှာအောင်မြင်ခြင်းသလားဒီခါထာကိုရွတ်တန်ဃာတော်အရှင်သူမြတ်တွေဆိုရင်တပွဲကနေပြီးတော့နှစ်ပွဲလိုချင်သလားဒီခါထာကိုရွတ်ဒီဦးစင်းရဲ့ဘယ်ဘက်ကဆရာတော်နေပြည်တော်မှာကျောင်းရှိပါတယ်ကျောင်းတိုင်းဆရာတော်တစ်ဖက်မှာ
ထမ်းဆောင်နေရင်နဲ့ပရဟိတလုပ်ငန်းကြီးတွေကိုလုပ်နေရင်နဲ့သာသနာတက္ကသိုလ်မှာကတိကအနေနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ကလေးတွေယာချီပြီးတော့ကျွေးမွေးနေရတာမို့လို့ဟုတ်တယ်လားတနေ့တနေ့ကုန်ကြစိတ်တွေရပါတော့အများကြီးပဲပေါ့မှန်လားအဲ့ဒီလိုမျိုးကုန်ကြစိတ်တွေလောင်းငါခြင်းနဲ့ကုံလုံးခြင်းနဲ့မျက်နာမငယ်ရပဲနဲ့ကျွေးမွေးခြင်းနဲ့ဆိုရင်ဒီကာထာကိုယူလို့ဆိုလိုတာနားလေလားမဟာဝိဒဗမန္တဆိုတာလိုင်းပေါ်မှာရှားကြည့်ပါနော်ရွတ်ပွားဖို့လိုတယ်ရွတ်ချင်စိတ်လည်းရှိနေရမယ်ကြင့်ကြံဖို့လည်းလိုတယ်တဲ့ကောင်းပြီအရှင်ဖေဟာသူကဂါထာပေါင်းဘယ်လောက်ရှိပါတော့ဆိုရင်14ဂါထာရှိတယ်ဒီနေ့ဘယ်နှဂါထာကိုပဲပြောမလို့3ဂါထာကိုပဲပြောမယ်ဦးစင်းကပထမဂါထာလေးကိုရွတ်ပြပါမယ်ဗုဒ္ဓံတရဏံကိသာမိဣတိပိသောဘဂဝံအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတမ္ပန္နောသူကတောလောကဝိတုအနုတရံပုရိသရမတာရထိံတထာရေဝမနုဿာနံဗုဒ္ဓောဘဂဝါနာတိမေတရဏံယံဗုဒ္ဓောမေတရဏဝရံဧတေနံသစ္စာဝေစေနဟောတုမေစယမင်္ဂလံဟောတုမေအာယုဝရဏံဟောတုမေဒုက္ခဝဒနာမြန်မာလိုအဓိပ္ပာယ်လေးပြန်ကြည့်အောင်မြတ်စွာဘုရားသခင်ကိုဝေယဟု၍စိကပါ၏ဖယားတပိတော်တို့ကိုဝေတဲ့မြတ်စွာဘုရားသခင်ဤထံတော်မှာအရဟံအစဘဂဝါအဆုံးရှိသောကိုပါသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏မြတ်စွာဘုရားသခင်မှာတပါးကိုဝေယဟု၍မရှိပါမြတ်စွာဘုရားသခင်သည်သာလျှင်ဖယားတပိတော်တို့ဤကိုဝေယဖြစ်ပါပေ၏ဤမင်္ဂန်သောသစ္စာစကားကြောင်းအောင်ရအောင်ကြောင်းအောင်မင်္ဂလာအပေါင်းဖြစ်ပါစေတည်းအသက်ရှိရှိချမ်းသာကြည်ကြည်နေရထိုင်ရတဲ့ကိုဖြစ်ရပါလို့၏